င်္ဂလာပါနာမည်နဲ့လက်ရှိလုပ်နေတဲ့အလုပ်ကိုင်လေးကိုတစ်ချက်လောက်မိတ်ဆက်ပေးပါဦး ဟုတ်ကဲ့ပါညီမနာမည်ကတော့စိတ်ပါအခုလက်ရှိလုပ်နေတာကတော့ teacher လုပ်ပါတယ်ဒီဝင်ကြီးရုံးထဲမှာရှိတဲ့ CCA အကြောင်းပါပါနော် ဒီ Gateway to Germany ဆိုတဲ့ပွဲလေးကိုဘာကြောင့်တက်ရောက်ဖို့ဆုံးဖြတ်ခဲ့ရလဲရှင်အဓိကကတော့လေညီမတို့အတွက်ကအခုချိန်မှာလူငယ်တိုင်းအတွက်က opportunity ကလိုအပ်တယ်လေနော်အဲ့လိုမျိုးဆိုတော့ဒီလို seminar တွေလာတက်မယ်ဆိုလို့ရှိရင်အနေနဲ့အများတော့ညီမတို့အတွက်လမ်းစာလေးရှာတွေ့မယ်ထင်လို့လာတက်ခဲ့တာပါဒီ seminar ကနေပြီးတော့ကိုယ့်အတွက်ဘယ်အချက်လက်လေးကိုအထောက်အကူအနေနဲ့ရောသိရှိခဲ့ရလဲရှင်ဟုတ်ကဲ့ပါအဓိကကတော့လေဂျာမနီကို join ဖို့ဘာတွေလိုအပ်လဲပညာသင်တာပဲဖြစ်ဖြစ်လုပ်ငန်းတွေလုပ်တာပဲဖြစ်ဖြစ်ဘယ်အချက်တွေနဲ့တွားလို့ရနိုင်လဲလူငယ်တွေအတွက်ဘယ်လိုအကျိုးအခွင့်အလမ်းတွေရှိနေလဲဆိုတာပို့ပြီးတော့သိရတယ်ပေါ့နော်ဒီပွဲလေးတက်ရောက်ပြီးတဲ့အခါမှာကိုယ့်ရဲ့ဒီဂျာမနီနဲ့ပတ်သက်တဲ့ process တွေမှာရောဘယ်လိုဆက်ပြီးတော့ကောင်းကောင်းကိုဆက်လုပ်ရအောင်လဲအခုလက်ရှိမှာတော့အများကြီးတော့မ plan ထားပေမဲ့နောက်ပိုင်းကျလို့ရှိရင်ဂျာမနီကိုသွားနိုင်အောင်ကြိုးစားကြည့်မယ်လို့တော့စဉ်းစားမိပါတယ်ဟုတ်ဂျာမနီကိုစိတ်ဝင်စားတဲ့လူငယ်တွေရောဒီ Gateway to Germany လိုမျိုး seminar တွေကို recommend လုပ်ချင်ပါလားရှင်ကိုရီမှာဒါမျိုးတွေမသိခဲ့ရအောင်လေနော်နားထောင်နေနဲ့လည်းတငယ်ချင်းနဲ့ပြောဖြစ်တယ်ပေါ့လေဒီလိုခွင့်လန်းတွေကိုအသက်ကြီးမှကြားရတာလုံးဝအဆင်မပြေပေါ့နော်လူငယ်တွေအများကြီးသိတဲ့နယ်လို့ထင်ပါတယ်ဒါကြောင့် recommend လုပ်ပေးချင်ပါတယ်အခုလိုဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျေးဇူးပါ